channel လေးဟာမြတ်ဗုဒ္ဓရဲ့ရိတ်အာဝါဒအောက်မှာတည်ရှိတာဖြစ်ပါတော့ကြောင့်ရောက်ရှိလာသူအားလုံးကိုယ်စိတ်နှလုံးအေးချမ်းပါရကြပါစေခင်ဗျာကဲဘုန်းကြီးတို့တရားထုံးစံတိုင်းထိုင်ရပါဗျာချမ်းသာလို့ထိုင်နော်ဘုန်းကြီးဟောတဲ့တရားတွေနားထဲဝင်ပြီးတာပါမိမိတို့ဣရိယာပုကိုချမ်းသာလို့ထိုင်ပြောစရာစကားလေးတွေကတော့နည်းနည်းရှိတာပေါ့ဟုတ်လားနော်ဘယ်ပုဂ္ဂိုလ်မှတော့စောင်းပြီးတော့ပြောတာမဟုတ်ဘူးဘုန်းကြီးယဟန်ကြီးကိုရှောက်နေမင်းနာမည်ဘယ်လိုခေါ်လဲဆိုရင်ဥတွေတော်တွေမောင်တွေမထက်ရဘူးမင်းနာမည်ဘယ်လိုခေါ်လဲတင်မြင့်ပါဗျာတင်မောင်ပါဗျာဒကမာကြီးတွေကလည်းညွန့်ခင်ပါဗျာဒါပဲဟောဒီဘက်မှာဘုန်းကြီးဥစဉ်ကွင်တွေရှိတယ်နော်သတိထားပေါ့ဆရာသမားတွေကဘုန်းကြီးတွေကမေးလို့ရှိရင်ကိုရင်ရဲ့ဘယ်လိုဘွဲ့ဘယ်လိုခေါ်လဲသူမနာပါဗျာရှင်သူမနာပါဗျာကိုရင်သူမနာပါဗျာမလုပ်ရဘူးရှေ့ကနန်စားမထက်ရဘူးဥစဉ်တွေကိုလည်းပဲမေးလို့ရှိရင်ဘွဲ့ဘယ်လိုခေါ်လဲဆိုသူမနာပါဗျာသူစိတ်တပါဗျာဒီလိုပဲပြောရတယ်နော်အဲ့ဒါလေးကဗုဒ္ဓနဲ့ပတ်သက်တဲ့ယဉ်ကျေးမှုလေးတွေပေါ့ဟုတ်ပြီလားနော်ဘုန်းကြီးယဟန်တွေမှာသင်ပေးဖို့တာဝန်ရှိတယ်သင်မပေးလို့မတတ်ဘူးဆိုရင်တော့ဆရာသမားတွေအပြစ်ပေါ့ဆရာသမားတွေကသင်ပေးပါရဲ့တန်းနဲ့မပြောတတ်ဘူးမလုပ်တတ်ဘူးဆိုတော့လုပ်တဲ့ပုဂ္ဂိုလ်ဘာလို့ကျန်တဲ့ပုဂ္ဂိုလ်ရဲ့အပြစ်ပေါ့ဗျာဟုတ်ပြီလားနော်ဘုန်းကြီးကသဘောကျပါတယ်ခုနကတော့စုပေးပြီးတော့အဟံပန်တွေဆိုတာကျန်တဲ့နေရာတွေမှာဆိုဘုန်းကြီးတွေကဆိုပေးရတာအဲ့လိုဆိုမဆိုတတ်ဘူးသူတို့ဟုတ်လားနော်ဘုန်းကြီးဆိုတတ်ချင်လဲဆိုတတ်မှာပေါ့သူတို့ထုံးစံမရှိဘူးဒီမှာတော့အဲ့ဒါတွေသွားတွေ့တယ်နော်ကိုယ့်၅ပါးသီလခိုင်စောင့်တည်သွားကြတာအဲ့တော့နောက်တစ်ခုရှိသေးတယ်ဆူတောင်းလေးကတော့တဲ့ဩကာသဆိုရင်ကြောပါဤဖရာဆိုတော့ဆူပေးမဲ့ပုံကိုရှိရင်ဆက်မဆိုရဘူးတဲ့ဖရာရှိမှာမိမိတို့နေ့စဉ်နေ့တိုင်းဆူတောင်းတယ်ဖရာရှိခိုးတယ်ဆိုအဲ့ဒီဆူတောင်းလေးကိုထည့်ဆိုအဲ့လိုလည်းပဲနီးတွေရှိတာပေါ့ဒါတွေကတော့စာရဲမဟုတ်ပါဘူးတဲ့ဗျာနော်မိမိတို့ရဲ့ဆရာသမားတွေရဲ့နီးပေါ့တဲ့ဗျာဟုတ်လားနော်အဲ့တော့ဘာပဲဖြစ်နေဆရာသမားတွေဆရာနေတစ်လုံးမှတ်ပြီးနှလုံးမှတ်ပြီးနဲ့အဲ့ဒါလိုစုရတာပေါ့ဗျာအတိတ်ပဲဟုတ်တယ်မလားနော်ပါရမီကုသိုလ်ကိုတဖြည်းဖြည်းစုရတယ်လို့ပဲအဲ့ဒါလိုအသိဉာဏ်လေးတွေတဖြည်းဖြည်းစုရတာပေါ့ကိုသိထားတဲ့အသိဉာဏ်လေးတွေကိုလည်းကိုယ့်ရဲ့မျိုးဆက်တစ်တွေကိုလက်ဆင့်ကမ်းပေးရတယ်ကောင်းမွေကိုဖြန့်ပေးရတာပေါ့ဟုတ်တယ်မလားနော်အမွေဆိုတာ2မျိုးရှိနေတယ်အဲ့ဒါမှတ်ထားအောင်နော်တရားပွဲကမစသေးဘူးတော့ဒီမှာစာဝဲမပြောရသေးဘူးဒါတရားပွဲချီးနေတာရှိသေးတယ်ဟုတ်တယ်မလားနော်အမွေဆိုတာ2မျိုးရှိနေတာအမွေဆိုရင်ယူတဲ့ပုဂ္ဂိုလ်ကလည်းစီးပွားဥစ္စာယာရုကုန်စင်တွေသွားမြင်တာရရမယ်ပုဂ္ဂိုလ်ကလည်းဟိုပေးရမယ်ပုဂ္ဂိုလ်ကလည်းအဲ့ဒါမှမပေးနိုင်ရင်သူတို့မှတာဝန်မကျေဘူးလို့ထင်နေတာ2မျိုးရှိနေတယ်ယာရုကုန်စင်စီးစိမ်ဥစ္စာကိုလည်းပေးနိုင်အောင်ကြိုးစားရတယ်နော်ပေးဝေနှီးရင်ဆိုတာအဲ့ဒါကိုပြောတာနော်မိဘကိုတရားထဲမှာနောက်တစ်ခါအတိညာအလိမ်မှာအမွေကိုလည်းပေးရတယ်ဗျာစာလိုသုံးတော့စီဝါဥစ္စာအမွေကိုတော့အာမိတဓာယိဇပြောပါတယ်လေပြောတတ်ပါစေဟုတ်တယ်မလားနော်အလိမ်မှာအတိညာအလိမ်မှာတွေကိုတော့ဘာလို့ခေါ်လဲဆိုတော့ဓမ္မဓာယိဇတဲ့ပြောပါတယ်တော့2မျိုးဗျာတချို့မိဘတွေကသားသမီးတွေကိုယာရုကုန်တင်စီစဉ်ဥစ္စာတွေပေးပြီးပြီဆိုရင်တာဝန်ကျေပြီးလို့ထင်နေကြတာပြစ်ထားလိုက်တာပဲဖရာเจ้าကန်နေနဲ့မနီးဆက်တန်ဃာတော်ရှင်မြတ်တွေနဲ့မပြောတတ်မဆိုတတ်เนาะအဲ့လိုပုံကိုယ်တွေရှိတယ်လောကကြီးမှာအဲ့လိုပုံကိုယ်တွေခြုံရင်းနေလို့ရှိရင်လည်းပဲမရှိတယ်ဗုဒ္ဓမြတ်စွာတော့မချီးမွမ်းဘူးဗျာအဲ့ဒီ2မျိုးထဲမှာဗုဒ္ဓမြတ်စွာတော့ဓမ္မဓာယိဇကိုပို့ပြီးတော့ချီးမွမ်းတယ်လောကကြီးမှာစီးပွားဥစ္စာယာရုကုန်တွေနေပုံပြီးတော့ပေးခဲ့အောင်ဘာမှနားမလဲဘူးလူမှုရေးလည်းနားမလဲစီးပွားရေးလည်းနားမလဲမလုပ်တတ်မကင်တတ်ဆိုရင်မိဘဖြစ်တဲ့ပုဂ္ဂိုလ်တွေကသူတို့10သက်တောင်စားမကုန်ဘူးလို့ပေးထားတဲ့ယာရုကုန်တွေစီစဉ်ဥစ္စာတွေကသူတို့မသေးခင်ပဲပျက်စီးကုန်တတ်တယ်ဗျာအတိညာအလိမ္မာဥစ္စာပေးထားခဲ့ဘယ်ပုဂ္ဂိုလ်ကတော့ပေါင်းသင်းတိုက်တယ်ဘယ်ပုဂ္ဂိုလ်ကတော့မပေါင်းသင်းတိုက်ဘူးဘလူကတော့နေတော့ဘလူကထိုင်ဘလူစီးပွားရေးကိုလုပ်ရတယ်လို့အလိမ္မာဥသာပင်ပေးထားခဲ့ကိုက100ပေးထားခဲ့သူတို့တွေက1000ဖြစ်အောင်လုပ်နိုင်တယ်1000ဖြစ်အောင်လုပ်နိုင်တယ်ဗမာစကားပုံရှိတယ်လေဟ
ဟင်းစားကိုသာပေးမယ်ကွန်ချက်ကိုမပြဘူးဆိုတဲ့စကားပုံလေးရှိတယ်ဟုတ်တယ်မလားဟင်းစားကိုသာပေးလိုက်ရင်ဒီတအိုးချက်နဲ့ကုံတော့မှာမို့ကွန်ချက်ကိုပြထိုင်သူ့တက်လုံးစားလို့ရတယ်သဘောပေါက်တယ်နော်ဟုတ်ပါပြီဟာအဲ့ဒါလေးတွေလည်းနော်ဒါတရားဝဲမစခင်အမြည်လေးပေါ့ခုနကဒကမာကြီးတော်ပြုံးပြုံးကြီးနဲ့ပတ်သက်ပြီးတော့ဆက်သွားတာဟုတ်ပလားနော်ကဲ9 နာရီနဲ့မိနစ်20ရှိပြီတရားဝဲစရရအောင်ပေါ့နော်မိဘကျေးဇူးဆက်ဓမ္မပူဇာသဖြင့်အထူးတရားဝဲကြီးတဲ့နော်ဆရာတော်တန်ဃာတော်တွေကိုအမှုထားတယ်နောက်တစ်ခါဓမ္မဒါနအလှရှင်ကလည်းဥမျိုးချင်းနဲ့ဒေါခင်စန်းကြီးတဲ့ဥဇော်လွင်ဦးနဲ့ဒေါခင်စိုးတို့ကနေပြီးတော့ကြောင်ရှာတော်ရွာနော်မြို့နယ်တွေတိုင်းနေတော့မထည့်တော့ဘူးထည့်ရမယ်ပါသားပဲအပေါ်မှာမကွေးတိုင်းဒေသကြီး6မြို့နယ်ကြောင်ရှာတော်ရွာဒကာဒကမတွေကနေပြီးတော့ခဏိနော်ဓမ္မပူဇာဖြစ်နေပင်းလျှောက်တဲ့အတွက်ဘုန်းကြီးရဲ့ပထမဆုံးညနော်တရားဝဲကိုခဏိ9 နာရီနဲ့မိနစ်20ချိန်မှာစတင်ပါပြီဗျာဟုတ်ပြီလားနော်အဲ့တော့တရားတွေအရှိကြီးမောပါဘူးတေချာနားထောင်ပေါ့နော်တူတူလေးပါပဲနော်လောကကြီးမှာယရနာ3မျိုးရှိတယ်တဲ့ယရနာ3မျိုးတဲ့နော်လေပင်ဆွဲထားတာလက်မှာစွတ်ထားတာကြီးကိုသွားလိုက်ပြီးတော့ယရနာလို့ထင်မိတယ်အဲ့ဒါတွေကသမုဒိနယ်ပယ်ကယရနာတွေတကယ်တမ်းပရမတ္ထနယ်ပယ်ကယရနာကြတော့3မျိုးတည်းရှိတယ်နံပါတ်1ကဗုဒ္ဓပြောပါရဲလေနံပါတ်2ကျတော့အားလုံးသိတယ်ဘာတော့နံပါတ်3ကတော့အဓိကကတော့ဗုဒ္ဓပဲတဲ့နော်ဗုဒ္ဓပွင့်ပေါ်တော်မူလာလို့ဗုဒ္ဓဖြစ်လာလို့ဓမ္မဆိုတာရှိလာဟုတ်ပြီလားဓမ္မတွေကိုခဏချိန်ထိအောင်ခုလိုတရားဝဲကြီးကျင်းပါတယ်ပြီးတော့ဒါကတော့လုတ်ကောင်းတယ်ဒါကတော့မလုတ်ကောင်းဘူးဒါကတော့ရှောင်းဒါကတော့ဘာတော့မှားတယ်ပေါ့ရှောင်းဒါကတော့မှန်တယ်ဆောင်ရွက်ဆိုတဲ့ဒီတရားတော်တွေကိုဗုဒ္ဓမြတ်စွာလွန်ခဲ့တဲ့နှစ်ပေါင်း2500တည်းကမရှိတော့ဘူးတည်သွားပြီပြိဋိဘံဆံသွားပြီဘယ်သူမှမမီလိုက်ကြဘူးအဲ့ဒီတရားတော်တွေကိုလက်ဆင့်ကမ်းလာတာဒီပုဂ္ဂိုလ်တွေတဲ့ဒီပုဂ္ဂိုလ်တွေတဲ့နော်ဘာဘယ်ပုဂ္ဂိုလ်တွေလဲတန်ခါဗုဒ္ဓတဲ့ဓမ္မတဲ့တန်ခါတဲ့ဗုဒ္ဓဆိုတာဖရာလူတိုင်းဘာသာပြန်နိုင်တယ်ဟုတ်တယ်မလားတရားကိုလည်းဘာသာဓမ္မကိုလည်းလူတိုင်းဘာသာပြန်နိုင်တယ်တရားတန်ခါကြတော့ဘာသာမပြန်နိုင်တော့ဘူးတန်ခါတဲ့ဟုတ်ပြီလားဗမာလူမှတ်ထားနော်အဖွဲ့အစည်းကိုပြောတာတန်ခါဆိုတာအဖွဲ့အစည်းရက်ွက်ထဲမှာအသင်းတွေရှိတဲ့အဖွဲ့အစည်းအဲ့ဒါတန်ခါတွေပဲအင်္ဂလိပ်လိုပြောရင်တော့ပါတီတဲ့နော်အဲ့ဒီစကားလုံးလေးကတော့ခေတ်စားပါတယ်သိမှာပေါ့အဖွဲ့အစည်းကိုခေါ်တာဗုဒ္ဓပါတီအဲ့လိုသုံးလို့ရတယ်ဗုဒ္ဓပါတီအိန္ဒိယနိုင်ငံမှာဗုဒ္ဓမပွင့်ခင်ကဗုဒ္ဓဖေယမပွင့်ခင်ကပါတီကြီး6ခုဂိုင်းကြီး6ခုဘာသာရေးအဖွဲ့အစည်းကြီး6ခုပေါ်နေပြီပုရာဏကတ္တပတို့အဇိဒကေတကမ္မလတို့နော်မက္ခလိခောတာလတို့ဆရာကြီး6ယောက်ပေါ်နေပြီသူတို့တရားတွေကအဲ့ဒီ6ဂိုင်းလုံးကနှစ်ချုပ်လိုက်ရင်အတ္တကိုလက်ခံနေတယ်သူတို့ကအတ္တကိုလက်ခံနေတယ်အတ္တဆိုတာခန္ဓာကိုယ်ထဲမှာဝိညာဉ်လေးရှိတယ်လိပ်ပြာလေးရှိတယ်အဲ့ဒီဝိညာဉ်လေးလိပ်ပြာလေးကတဘဝလေးတဘဝပြီးကူးသွားနေတယ်လို့သူတို့ကဟောတာခန္ဓာကိုယ်ထဲမှာအတ္တရှိတယ်ဗုဒ္ဓမြတ်စွာကအဲ့ဒီဂိုင်းကောင်းဆောင်ကြီး6ယောက်ကဗုဒ္ဓမြတ်စွာတဲ့အသက်ကြီးတယ်ကြိုတင်ပြီးတော့လေသူတို့ပါတီကြီးတွေကပေါ်နေပြီအဲ့ဒီပါတီတွေကနေဗုဒ္ဓမြတ်စွာကအနတ္တဆိုပြီးတော့ကြီးညာပြီးတော့ပေါ်လာတယ်။အိုးလွန်ခဲ့တဲ့ခေတ်ခါကာလတော့ကတော့အခုရွေးကောက်ပွဲကတော့ဘာမှမလုပ်တော့ပါဘူး။အရင်တုန်းကရွေးကောက်ပွဲဆိုရွေးကောက်ပွဲနီးပြီးဆိုရင်ည9 နာရီလောက်ဆိုတီဗီကနေလာတယ်လေကျွန်တော်တို့ပါတီကိုမဲပေးပါကျွန်တော်တို့ပါတီကိုအနိုင်ရရင်တော့ဘာတွေလုပ်ပေးမယ်ကျွန်တော်တို့ပါတီရဲ့လမ်းစဉ်တွေကဘယ်လိုပါကျွန်တော်တို့ပါတီကနိုင်ငံရေးလမ်းစဉ်ကတော့ဘယ်လိုပါလမ်းနေခင်းပေးမယ်စီးပွားရေးကောင်းအောင်လုပ်ပေးပါမယ်သူတို့ရဲ့ပါတီရဲ့သဘောထားတွေကိုတင်ပြတာရွေးကောက်ပွဲကိုယ်စားလှယ်တွေကဟုတ်တယ်မလားအဲ့ဒီအတိုင်းပဲပါတီကြီးတစ်ခုပေါ်လာပြီးအဖွဲ့အစည်းကြီးတစ်ခုပေါ်လာပြီးသူတို့ရဲ့မူဝါဒလမ်းစဉ်တွေကိုချပြတာအဲ့ဒီတော့တချို့ပါတီတွေကအကြောင်းကိုပယ်တယ်တချို့ပါတီတွေကအကျိုးကိုပယ်တယ်တချို့ပါတီတွေကအကြောင်းရောအကျိုးရောနှစ်ခုလုံးပယ်တယ်အာကိရိယဝါဒတဲ့နော်အဟေတုကဝါဒတဲ့နတ္ထိကဝါဒတဲ့ဝါဒတွေအမျိုးစုံဘာပဲဖြစ်နေသူတို့တွေကအဲ့ဒီအတ္တကိုလက်ခံထားတယ်ခ
န္ဓာကိုယ်ထဲမှာဝိညာဉ်လေးရှိတယ်လက်ပြလေးရှိတယ်သေပြီဆိုရင်အဲ့ဒါလေးကထွက်သွားတော့တာနောက်ဘဝတစ်ခုကိုသွားယူတယ်လို့သူတို့ကလက်ခံထားတယ်နော်ဗုဒ္ဓမြတ်စွာကအဲ့ဒီပါဠိကြီး6ခုကြီးစိုးနေတဲ့အိန္ဒိယနိုင်ငံကြီးမှာဥပမာပေးထားတယ်သူတို့တွေကအရင်ဆုံးပေါ်တဲ့ပြီးတော့ခေတ်စားလာပြီလေဗုဒ္ဓမြတ်စွာကနောက်မှပေါ်လာတော့ဗုဒ္ဓမြတ်စွာကသူ့ပါဠိရဲ့မူဝါဒကိုကြီးညာလိုက်တယ်အဲ့ဒီဟာကဓမ္မစက္ကပုတ္တနသုတ်တံပဲအဲ့ဒါမှတ်ထားဗျာနော်ဓမ္မစက္ကပုတ္တနသုတ်တံဟာဗုဒ္ဓမြတ်စွာရဲ့ပါဠိရဲ့မူဝါဒပဲမူဝါဒပဲအင်မတန်မှကိုတရားသဘောအနေနဲ့ကြည့်မယ်ဆိုရင်ခဏိချိန်ကြီးအောင်ခိုင်မာနေတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကလေးကပါတီရဲ့မူဝါဒလမ်းစဉ်ဟာခဏိချိန်ကြီးအောင်မပြတ်ဘူးမှန်းနေတယ်သစ္စာ၄ပါးလို့သုံးထားတယ်စာထဲမှာနော်အမှန်တရား၄ချက်လို့အဓိပ္ပာယ်ထွက်တယ်အမှန်တရား၄ချက်အဲ့ဒီတော့လွန်ခဲ့တဲ့နှစ်ပေါင်း2500လောက်ကဗုဒ္ဓဂေါတမဟောသွားတဲ့သစ္စာ၄ပါးဆိုတဲ့တရားတော်ဟာတခုပိုးနေတယ်ဖြုတ်ကြအောင်ဆို၃ခုပဲထားအောင်ခဏိချိန်ကြီးဘယ်ပညာရှင်ကမှဘယ်သိပ္ပံပညာရှင်ကမှမလုံနိုင်ဘူးဘယ်ဘာတော့အတွေးခေါ်ပညာရှင်တွေကမှမဖြုတ်နိုင်ဘူး၃ခု၄ခုကို၃ခုမလုံနိုင်ဘူးတခုကတော့လိုးနေသေးတယ်ဗုဒ္ဓဂေါတမဟောသွားတာတို့ထပ်ဖြစ်ကြအောင်ဆို၅ခုလုပ်ကြအောင်ဆိုဘယ်သူမှမလုံနိုင်ဘူးခဏိချိန်ကြီးအောင် तू ကအကြောင်းနဲ့အကျိုးဆက်ဆက်မှုကို तू ကတကယ်ကိုတိတိကျကျပြထားတာနော်အဲ့ဒီတရားတော်တွေကိုဟောကြားလို့လူသားတွေက9ယောက်ပထမဆုံးတရားပေါက်တာကြားဦးကြမှာပေါ့ပထမဆုံးနေ့လပြည့်နေ့မှာဟောတာဝါဆိုလပြည့်နေ့မှာဟုတ်တယ်မလားအရှင်ကွန်းတင်ညအကြီးဆုံးနောက်တစ်ခါအရှင်ဝပ္ပအရှင်ဗတ္တိယအရှင်မဟာနံအရှင်အတ္တစီလပြည့်နေ့လပြည့်ကျော်1ရက်2ရက်3ရက်4ရက်နေ့ကျမှအရှင်တိုင်းသူတို့တွေသောတာပန်ပဲဖြစ်တာသောတာပန်ပဲဖြစ်တာပုဂ္ဂိုလ်4ယောက်ရှိတယ်4ယောက်အနိမ့်အမြင့်သောတာပန်သဂရကံအနာကံယဟန္တာ40ဒီတစ်ဆင့်ပဲဖြစ်တယ်သူတို့ပြောရမယ်ဆိုတော့ခန္ဓာကိုယ်ထဲမှာကိလေသာတရားတွေအများကြီးရှိနေတယ်အကျဉ်းချုပ်ရင်တော့10မျိုးပေါ့အဲ့ဒီ10မျိုးကိုဒီဓာကြီး40နဲ့ခုတ်တာဒီဓာကြီး40နဲ့ခုတ်တာပဲဟုတ်တော့ तू ဟာထိုက်တဲ့လောက်ပဲပြတ်တယ် तू ကတော့ပြတ်တဲ့ဟာတောင်မရှိဘူးနည်းနည်းလေးပါတော့အောင်ပဲ तू လုပ်နိုင်တယ် तू ကလည်းထိုက်တဲ့လောက်ပဲပြတ်တယ်နော်သောတာပတ္တိမဲ့တဲ့သဂရဂါမိမဲ့တဲ့အနာဂါမိမဲ့တဲ့အရဟတမဲ့တဲ့ဒီဓာကြီးနဲ့ခုတ်မှကိလေသာတရားတွေခန္ဓာကိုယ်တွေကနေအလုံးပြောက်တာဒီအဆင့်ကိုတော့ယဟန္တာလို့သုံးထားတယ်ယဟန္တာဆိုတဲ့ပုဂ္ဂိုလ်မှဘဝကုန်တာသောတာပန်လည်းဘဝမကုန်သေးသဂရဂံလည်းမကုန်သေးအနာဂံတော့မကုန်ဘူးအဲ့ဒါမှတ်တာအနာဂံဆိုတဲ့ပုဂ္ဂိုလ်တွေကဒီကာမတုဂတိ9ဘုံလို့ခေါ်တဲ့လူဘုံနဲ့နတ်ပြည်6ထပ်အဲ့ဒီကိုဖြစ်စေနိုင်တဲ့ကာမရာဂကိုသာသူပယ်နိုင်တာဘဝရာဂကိုမပယ်နိုင်တဲ့အတွက်သူတို့တွေကသိရင်ဗြဟ္မပြည်ကိုသွားရောက်သေးတယ်ဘဝမကုန်သေးဘူးတဲ့ဘဝမကုန်သေးတဲ့ပုဂ္ဂိုလ်တွေမှန်သမျှတော့ဘယ်ပုဂ္ဂိုလ်တွေဖြစ်နေအိုအုံးမှာပဲနာအုံးမှာပဲသေအုံးမှာပဲဟောဒီမှာဘဝကုန်သွားတဲ့ယဟန္တာပုဂ္ဂိုလ်ကြမှာနောက်ထပ်ဘဝဆိုတာမရှိတော့ဘူးဗုဒ္ဓဘာသာတရားတော်ကအဲ့ဒီဘဝကုန်တဲ့နေရာကိုသူကဘာဖြစ်လဲဥတည်တယ်ဟုတ်တယ်မလားလူချမ်းသာရပါလို့နတ်ချမ်းသာရပါလို့ဗြဟ္မချမ်းသာရပါလို့ဆိုတဲ့ချမ်းသာမျိုးတွေကိုဗုဒ္ဓဘာသာတရားတော်ကရှုံချတယ်မလိုချင်ဘူးသူတို့တွေကတော့ခုနကဂိုင်း6ဂိုင်းကတော့ဗြဟ္မပြည်ရောက်ရင်သူတို့ရဲ့လမ်းဆုံးနေပြီဆုံးနေပြီနော်အာဝေါ်ဆရာသိကောင်းတာနတ်ပြည်နတ်သားတွေလူပြည်ကအနှစ်90မှ1ရက်ဆိုတဲ့နတ်ပြည်ကအောက်ဆုံးနတ်ပြည်ဟိုးနတ်ပြည်6တက်ဆိုရင်အနှစ်တန်းချီပြီးတော့မှအဲ့ဒါ1ရက်ဆိုတဲ့နတ်ပြည်တွေရှိသေးတယ်ဗြဟ္မာတွေကြတော့သွားပြောမိနေတော့လူတွေရဲ့အနှစ်နဲ့တောင်မှမပိုင်းခြားတတ်မှတ်လို့မရတော့ဘူးဘလို့တတ်မှတ်ရလဲကဘာကြီးနဲ့တတ်မှတ်ရတာတကဘာနှစ်ကဘာသုံးကဘာအဲ့လောက်ကိုအသက်ရှည်တယ်သို့တော်လည်းပဲသူတို့တွေကပြန်ပြီးတော့အောက်ကိုကျလာတာပဲနော်ကုသိုလ်ကအရှိန်ကြောင့်မို့ဗြဟ္မပြည်သွားရောက်တာပြန်ကျလာအောင်ပါပဲမိဘုံမြန်တွေကိုမှိုင်းထည့်ပြီးတော့လွတ်လိုက်နော်လွတ်လိုက်အမြဲတမ်းတက်တက်လုံးအဲ့ဒီမိဘုံမြန်ကြီးကအပေါ်မှာတက်မနေဘူးမှိုင်းရှိသလောက်သာသူကတက်မှာမှိုင်းကုန်သွားရင်ပြန်ကျလာဟုတ်တယ်မလားကုသိုလ်တရားတွေရှိနေလို့ဆိုတာကုသိုလ်ကြီးဟူသောမှိုင်းတွေရှိနေလို့တက်နေကြတာဟုတ်လားလူလားဖြစ်ကြတာဟုတ်တယ်မလားပြောရမယ်ဆိုရင်ဗုဒ္ဓဘာသာတရားတော်ကအကြောင်းကိုလည်းလက်ခံတာမဟုတ်ဘူးအကျိုးကိုလည်းလက်ခံတာမဟုတ်ဘူးအကြောင်းအကျိုးနှစ်ခုလုံးကိုလည်းလက်ခံတာမဟုတ်ဘူးမှတ်ထားစကားလုံးလေးတစ်လုံးက
ဟောဒီမှာအကြောင်းနဲ့အကျိုးဆက်ဆက်မှုကိုလက်ခံတာပဋိစ္စသမုပ္ပါဟုတ်တယ်မလားအဝိဇ္ဇာပစ္စယသင်္ခါရတန်ခွင်းဆက်လေးတွေပေါ့လေဘက်မှာဆွတ်ထားတဲ့ကျိုးလေးတွေရွှေကျိုးလေးတွေမှာဒီလိုလေးဆက်သွားတာဒီတစ်ခုရှိလို့နောက်တစ်ခုဆက်နေတာဟုတ်တယ်မလားဣမသမိန်တတိဣဒံဟောဒီတဲ့ဒါရှိလို့ဒါရှိတာဣမသမိန်အတတိဣဒံနာဟောဒီတဲ့ဒါမရှိရင်ဒါဆိုတာမရှိဘူးအဲ့ဒါလို့ဆက်ဆက်မှုကိုလက်ခံတဲ့ဘာသာဗုဒ္ဓဘာသာတရားတော်ဟုတ်တယ်မလားအကြောင်းနဲ့အကျိုးဆက်ဆက်မှုကိုလက်ခံတာဗုဒ္ဓဘာသာတရားတော်ဒါကြောင့်မို့လို့ရှေးကကောင်းလို့အခုကောင်းတာအခုကောင်းမှလည်းဒါကိုဘာဖြစ်လဲကောင်းမှာကုသိုလ်ကံအရှိန်ကုန်သွားလို့ရှင်တော့ရပ်သွားမှာပဲနော်အဲ့တော့ကုသိုလ်ကံတွေကိုထပ်ဖြည့်ရမှာသဘောပေါက်တယ်မလားမော်တော်ကားတွေကိုဓာတ်စီတကားလန်ထည့်ထားမိုင်30ပဲမောင်းလို့ရတယ်ဆိုရင်အဲ့ဒီကားရပ်သွားမှာဆက်ပြီးတော့သွားခြင်းဘာလို့ရမလဲစီထပ်ဖြည့်ရမှာစီထပ်ဖြည့်ရမှာအဲ့တော့လူသားတွေရဲ့ဘဝမှာလည်းရှေးကအတိတ်ကံတွေကကောင်းတယ်လို့လူသားဖြစ်တာအလဟတမနေပါနဲ့တဲ့မိမေရောဘာတွေဖြစ်ရမလဲကုသိုလ်ဒီဟုသောစီတွေဖြစ်ရမယ်ဒါကြောင့်မှကိုလိုချင်တဲ့နေရာကိုဆက်ပြီးတော့သွားနိုင်မယ်တဲ့ဗျာဟုတ်ပြီလားဒါကြောင့်မို့လို့ဗြဟ္မာဆိုတဲ့ပုဂ္ဂိုလ်တွေအဆင့်တောင်းမှသူကအိုနာတိဒုက္ခတွေနဲ့မကင်းနိုင်တဲ့အတွက်နော်ဟောဒီယဟန္တာလို့ခေါ်တဲ့နောက်ဆုံးဆင့်ကြမှာအိုတဲ့ဒုက္ခနာတဲ့ဒုက္ခသိတဲ့ဒုက္ခတွေမရှိတော့တာဗုဒ္ဓဘာသာဝင်တွေရဲ့ရည်မှန်းချက်ဖြစ်တဲ့နိဗ္ဗာန်ဆိုတာအဲ့ဒါကိုခေါ်တာနော်နိဗ္ဗာန်ဆိုတဲ့စကားလုံးလေးကစကားလုံးလေးနှစ်ခုပေါင်းထားတာနော်နိဆိုတာလေးကတစ်ခုနောက်ကဝါနဆိုတာလေးကတစ်ခုစကားလုံးလေးကပါဠိလိုရှင်းတယ်သူကနိဗ္ဗာန်စကားလုံးလေးဘယ်နှလုံးလဲသုံးလုံးနိဗ္ဗာန်လေးလုံးနေလုံးနေတော့သုံးလုံးနဲ့ရှိတာနော်အဲ့ဒါလေးကိုဗမာလူမျိုးတွေကအလွဲခေါ်ခြင်းတယ်လေကတိနာတဲ့မူရင်းစကားလုံးတွေကသုံးလုံးနတ်ငယ်လေးပေါ့တတ်လင်းဒေတာကထိန်နဲ့နားလည်နေကြပြီဟုတ်တယ်မလားဘုန်းကြီးเจ้าနေခင်တာကထိန်ဩလူအသေးကောင်လေးမြုပ်တယ်သူတာနာတဲ့ပါဠိစကားလုံးလေးနတ်ငယ်လေးပေါ့တတ်လေးတင်တာတုတ်တန်နားလည်နေကြပြီအသေးပဲဟုတ်တယ်မလားဒီနေရာမှာလဲနိဗ္ဗာန်ဆိုတဲ့မူရင်းစကားလုံးလေးကိုနတ်ငယ်လေးပေါ့အတတ်လေးတင်လိုက်တာဘယ်လိုဖြစ်သွားလဲအကြတော့နိဗ္ဗာန်မူရင်းစကားလုံးလေးကသုံးလုံးနိကတစ်ခုဝါနကတစ်ခုအဲ့ဒီဝါနဆိုတဲ့စကားလုံးလေးကမှတ်ထားဗျာသူနဲ့ပတ်သက်တဲ့ဆင်လူစကားလုံးတွေကြတော့လူတိုင်းသိတယ်ဒီဝါနဆိုတာဘာခေါ်တာလဲဖေသွားမရင်10ယောက်တယောက်မပြောနိုင်တော့မှတ်ထားရာဂတဲ့လောဘတဲ့တဏှာတဲ့ရတိတဲ့ပိယတဲ့ပေမတဲ့သမုဒိယတဲ့တန်ရောစဉ်အဲ့ဒီစကားလုံးတွေကိုကြားဘူးကြားလိမ့်မယ်ဟုတ်တယ်မလားအဲ့ဒီဝါနနဲ့တူတူပဲအဲ့ဒါမှတ်ထားဝါနကလည်းသူတို့ရဲ့အဓိပ္ပာယ်နဲ့တူတူပဲဗမာလိုပြောရင်တော့ဟောဒီမှာဆုပ်ကင်ထားတာတက်ရှိတက်မဲ့ကိုဆုပ်ကင်ထားတာနော်သူတို့နဲ့မခွဲခြင်းဘူးသူတို့နဲ့အတူတူနေခြင်းနဲ့ကိုယ်ပိုင်ဆိုင်ခြင်းနဲ့သူများနဲ့မပတ်သက်စေခြင်းဘူးအဲ့ဒါဝါနပဲတဏှာပဲလောဘပဲရာဂပဲနော်အမျိုးမျိုးသုံးထားတာအဲ့ဒါတွေမရှိတဲ့နေရာဟာနိဗ္ဗာန်ပဲဗုဒ္ဓဘာသာတရားတော်က30နဲ့တဘုံ30နဲ့တနေရာရှိတယ်အဲ့ဒီနေရာ3မျိုးကိုအဲ့ဒီ30တဘုံကိုနေရာလေးနဲ့တတ်မှတ်လိုက်ရင်3မျိုးထွက်လာတယ်နတ်ပြည်က6ထပ်ဗြဟ္မပြည်က20ပေါင်း26ထပ်ကအမြင့်စားတွေသူကအထက်တန်းစားတွေရေပုံသားတွေတဲ့ရေပုံသားတွေနော်သွားပြီးတော့မပြောနေနဲ့ဒုက္ခဆိုတာသူတို့မရှိဘူးလောကကြီးမှာဒုက္ခနဲ့ဒုက္ခချမ်းသာနဲ့ဆင်းရဲအကောင်းနဲ့အဆိုးဆိုတာ2မျိုးရှိတယ်ဟုတ်တယ်မလားဘယ်သူမှဒုက္ခတွေနဲ့မတွေ့ကြဘူးဒုက္ခပဲတွေ့ကြတယ်နော်အဲ့ဒီပုံကိုယ်တွေကတော့အကုန်ဒုက္ခတွေကြီးပဲအဲ့တော့26ပုံသွားပြီအောက်ကကြတော့4ပုံသားတွေငရဲတရိษံပြိတ္တာအတူတည်းကဲပေါင်းလိုက်တော့ဘယ်လောက်လဲ26နဲ့4နဲ့ပေါင်းတော့ဘယ်လောက်လဲ30အဲ့ဒီဘုံသားတွေကြတော့မိဘုံသားတွေမိဘုံသားတွေဒုက္ခဘုံသားတွေအလဲကောင်းမှာဘုံလေးတစ်ခုရှိနေတယ်ကျမ်းနေတယ်ပေါ့လူဘုံဟုတ်တယ်မလားအပေါ်ဆုံးဘုံသားတွေကဒုက္ခဘုံသားတွေရေဘုံသားတွေချမ်းသာလွန်းတယ်အေးလွန်းတယ်အဲ့ဒီပုံကိုယ်တွေမှာကုသိုလ်ကောင်းမှုကိုပြုလုပ်ဖို့သတိမရဘူးတဲ့ဗျာချမ်းသာလွန်းအားကြီးတာဟုတ်တယ်မလားအောက်ဘုံသားတွေမိဘုံသားတွေနော်အကုန်လုံးမိတွေနဲ့ကြီးတောက်လောင်နေရတဲ့အတွက်ပူလွန်းအားကြီးဒုက္ခတွေအားကြီးလို့အဲ့ဒီပုံကိုယ်တွေကလည်းကုသိုလ်ကောင်းမှုကိုလုပ်ခွင့်မရှိဘူးတဲ့ဗျာနော်လုပ်ခွင့်မရှိဘူးတဲ့အဲ့တော့အလဲဘုံသားတွေဒုက္ခတလဲဒုက္ခတလဲရေတလဲမိတလဲချမ်းသာတလဲဆင်းရဲတလဲနဲ့အဲ့ဒီပုံကိုယ်တွေကသာကု
ကုသိုလ်ကောင်းမှုကိုလုပ်ခွင့်ရှိတာလေဗျာဟုတ်ပြီလားနော်အဲ့တော့ပြောရမယ်ဆိုရင်တော့အလေဘုံသားပုဂ္ဂိုလ်တွေကပြောရရင်တော့ဂျမ်းရှင်းပေါ့နော်အထက်ကဘုံသားတွေချမ်းသာလို့နေအောက်ကဘုံသားတွေဆင်းရဲလို့နေအလေကဘုံသားတွေကမိမိရဲ့ကြိုးစားအားထုတ်မှုကြောင့်မလို့အပေါ်ကိုလည်းရောက်သွားနိုင်တယ်မိမိကကြိုးစားအားထုတ်မှုပေါ့ရော့နေလဲအောက်ကိုလည်းဆင်းသွားနိုင်တဲ့ပုဂ္ဂိုလ်တွေဟုတ်တယ်မလားဘဝရဲ့ပဒေသာပင်လို့ပြောရလိမ့်မယ်အဲ့တော့မိမိရောရောမနေပါနဲ့နော်အချိန်တိုင်းဟာလူပြန်ဖြစ်လိမ့်မယ်တော့မအောင်မင်းနဲ့မပြန်အောင်မင်းမအောင်မင်းနဲ့ပေါ့လူဘဝကိုပြန်ရောက်လိမ့်မယ်လို့ဟုတ်တယ်မလားစီးပွားရေးလုပ်ကြတယ်ဘယ်ပုဂ္ဂိုလ်မှစိုက်ပျိုးရေးလုပ်လို့မွေးမြူရေးလုပ်လို့ဘာလုပ်ပဲလုပ်လို့ဘယ်သူမှငါတကြရင်းလိုက်မယ်ငါမူရရင်တော်ပြီတမတ်ရရင်တော်ပြီဘယ်သူမှမရှိဘူးဟုတ်တယ်မလားတကြရင်းနဲ့30ပဲ20ပဲအထက်ကူသာစဉ်းစားတယ်လေ100ပဲ1000ပဲဟုတ်တယ်မလားအကြောင်းမတိုက်ဆိုင်လို့ခေတ်ကာလအခြေအနေကမကောင်းလာလို့လုံရင်းနဲ့ဩခေတ်ကာလမကောင်းတော့ဘူးငါဓာတ်တယ်ပြီးတော့ဆက်ပြီးတော့လှောင်ထားရင်ထားလို့ရှိရင်ငါဘာဖြစ်လဲရှုံးသွားလိမ့်မယ်ကဲအရင်လေးပဲတော်ပြီဆိုပြီးတော့အဲ့ဒီပုဂ္ဂိုလ်ကတစ်မျိုး30ရင်းထိုင်30ပြန်ရရင်တော်ပြီပေါ့ဟုတ်တယ်မလားတခါအဲ့ဒါမျိုးတွေကြုံမှာပဲစီဝါရေးသမားကဟုတ်တယ်မလားမှန်းတာတော့အမျက်ကိုမှန်းတာအရင်လေးရရင်လည်းပဲတော်ပြီဆိုထုတ်ရတယ်အဲ့ဒါလိုမှမဟုတ်ဘဲနဲ့အတွက်ချက်တွေလွဲတယ်ပြီးတော့နော်30ရင်းထားတာသွားပြီတပြားမှပြန်မရတော့ဘူးဆိုအဲ့ဒီပုဂ္ဂိုလ်ကအရင်ရှုံးသွားတာဟုတ်တယ်မလားရှေးကကောင်းလို့လူဘဝကိုရလာတာလူဘဝရဲ့မြတ်တဲ့နေရာကောင်းတဲ့နေရာဒီဘဝရဲ့ပို့ပြီးတော့ကုသိုလ်ကောင်းမှုတွေပါရမီကုသိုလ်တွေကောင်းလုံနိုင်တဲ့နေရာကိုရောက်ဖို့အတွက်အမျက်ကိုဥတည်ပြီးတော့နေရာထိုင်ရမယ်ဗျာဟုတ်ပလားဩအဲ့လိုမှမမြတ်နိုင်ဘူးဒီတော့အရှင်းနဲ့လူဘဝကိုပြန်ရောက်တယ်ဆိုတော့အရင်ပေါ့အဲ့ဒါလိုမှမဟုတ်ဘဲနဲ့ငရဲတိဋ္ဌံပြိတ္တာအတူတည်းကတဏှာများရောက်သွားပြီဆိုသူ့အတွက်ကတော့ရှုံးသွားတော့တာပဲဘဝမှာမရှုံးအောင်ဂရုစိုက်ကြပါလေဗျာဟုတ်ပလားနော်ကုသိုလ်တရားကိုရဖို့အတွက်နော်လောကကြီးမှာကုသိုလ်တရားဟာဘယ်ချိန်မှရတာလဲအကုသိုလ်တရားနေကြီးပဲနေကြရတာလူတွေကဟုတ်တယ်မလားဘာဖြစ်မှတ်တာအကောင်းနဲ့အဆိုးနော်ဒုက္ခနဲ့ဒုက္ခကုသိုလ်နဲ့အကုသိုလ်ဆိုတာကုသိုလ်ဆိုတာတမင်လို့ယူရတာနော်အကုသိုလ်ဆိုတာအလိုနေနဲ့ဖြစ်တယ်ဟုတ်တယ်မလားနော်ဘာမှအားထုတ်နေစရာအစုံနဲ့အဆန်လိုပဲနော်ဆန်းခြင်းပြီးဆိုလို့ရှိရင် तू ကအားဆက်ရတယ်စုံခြင်းပြီးဆိုဘာဖြစ်လဲ तू က तू ရောက်သွားမှာပဲဟုတ်တယ်မလားမန္တလေးမြို့ကနေဝလုံးကြီးတစ်လုံးအေယာဝီမြေတဲ့ပြစ်ချလိုက်ဘယ်တောင်မှမကတ်ဘူးဘယ်သူမှမဆယ်ဘူးဆိုရင် तू အချိန်အတိုင်းအတာတစ်ခုနဲ့ဟိုပင်လယ်ထဲထိရောက်သွားမှာဟုတ်တယ်မလားဘသူရဲ့လုံအားမှမလိုဘူးအဲ့ဒါဟုတ်တယ်မလားအဲ့ဒါအစုံလမ်းပဲအကုသိုလ်လမ်းပဲမန္တလေးမြို့ကနေဗမောကိုတည်ခြင်းတယ်ကတာကိုတည်ခြင်းတယ်အဲ့ဒီဝလုံးလေးရောက်စေခြင်းတယ်ဆိုတယောက်ကမှတည်မသွားရင်မရောက်တော့ဘူးလေနဲ့ဖြစ်စေသင်္ဘောနဲ့ဖြစ်စေလူကိုယ်တိုင်ဖြစ်စေဆွဲမသွားဘဲနဲ့တော့အထက်ကိုမရောက်တော့ဘူးဗျာဟုတ်တယ်မလားဟောဒီမှာတေချာကြည့်ပစ္စည်းလေးတစ်ခုအပေါ်မြောက်ခြင်းတယ်ဒီမှာလှုပ်အားလိုတယ်အားဆက်ရမှာပေါ့ဟုတ်တယ်မလားပြန်ကြတော့မယ်ဆိုရင်သူ့ကိုဘယ်သူမှတက်ပြီးတော့ဆွဲနေစရာမလိုဘူးသူကသူအရှိန်ကုန်တာပဲလေအောက်ပြန်ကြလာမှာအဲ့ဒါဘာလဲအာကုသိုလ်ပဲလွယ်လိုက်တာဟုတ်တယ်မလားမြောက်သွားဖို့အတွက်ကတော့မြောက်ပေးရတယ်လေတယောက်ရဲ့လှုပ်အားလိုတာပေါ့အဲ့ဒီသဘာဝပဲနော်ဒါကြောင့်မို့လို့ဗုဒ္ဓမြတ်စွာဟာပရိနိဗ္ဗာန်သံဃာနိကာရမှာ45နှစ်ကြာတယ်ဟောကြားတော်တာတရားတော်တွေဘယ်သုတ်တန်တရားတော်နဲ့အများကြီးပဲဘယ်သုတ်တန်မှာဗုဒ္ဓမြတ်စွာမညွန်ပြဘူးစကားလုံးလေးတစ်ခုနဲ့ပဲပြောလိုက်တယ်အပမဒီနတံပါတိထာမိမိရောမနေကြနဲ့ဒါလေးတစ်ခုနဲ့ဗုဒ္ဓမြတ်စွာမှားသွားတာဟုတ်တယ်မလားဘာဖြစ်လို့တော့မှားတာတော့ဆိုတော့နောက်ရှေ့မှာအကြောင်းလေးပြထားတယ်ဗုဒ္ဓဘာသာတရားတော်ကအမြဲတမ်းအကျိုးရှေ့မှာအကြောင်းလေးရှိတယ်သူတို့နှစ်ခုဆက်ဆက်လို့မီးမရှိဘဲနဲ့မီးကိုမထွက်ဘူးတဲ့ဟုတ်တယ်မလားမီးကိုတွေဥထွက်နေလိုက်ရှာကြီးအောက်မှာမီးရှိနေတယ်ဟုတ်တယ်မလားအထက်မှာမိုးတွေအကြီးကျယ်ရွာပြီးဆိုအောက်မှာရေလာကြီးတော့တာပဲအကြောင်းနဲ့အကျိုးနဲ့ဆက်နေတာဟုတ်နော်ဘိုက်နာတယ်မနေ့ကဘာများစားမိပါလဲမှားတာဟုတ်တယ်မလားခေါင်းကိုက်တယ်နေဘူးထဲများသွားမိလို့လားအကြောင်းနဲ့အကျိုးဆက်နေတာပဲအဲ့ဒီသဘာဝပဲဗုဒ္ဓဘာသာတရားတော်ကဟုတ်ပြီလားနော်ဒါကြောင့်မလို့ရှေ့မှာစကလုံးလေးတစ်လုံးရှိတယ်ဝရဓမ္မာသင်္ခါရ
မင်းတို့တွေရဲ့အသက်တွေမင်းတို့ရှိနေတဲ့ပိုင်ဆိုင်မှုတွေပတ်တဲ့အမြဲတမ်းပျက်စီးနေတာရုပ်လျော့နေတာနော်စာလို့သုံးတော့ဇရာပေါ့နော်သူကရင့်နေတာကြီးနေတာဟောဒီတရားနာပရိသတ်တွေမနေ့တုန်းကမွေးလာပြီးခဏဒီလိုအဆင့်ရောက်လာတဲ့ပုဂ္ဂိုလ်တယောက်မှမပါဘူးမှားလားမှန်လားဘယ်သူမှမပါဘူးနော်ဇရာတဲ့နော်ကြီးလာတာတဖြည်းဖြည်းနဲ့အဲ့တော့ကလေးလေးတယောက်ပေါက်စာလေးပွေလာတယ်ရက်သားလောက်ပဲဆိုဘယ်နည်းရပြီတော့မေးကြတာဟုတ်တယ်မလားဘယ်နည်းရပါဆိုရင်အဲ့ဒီရက်သူကြီးလာတာပဲလာသားလေးလောက်အရွယ်ဆိုဘယ်နှလာတော့မေးရင်10လပဲ9လပဲဆိုဘယ်တော့မှအဲ့ဒီပုဂ္ဂိုလ်က6လ9လပြန်မရောက်တော့ဘူးနော်ပြန်မရောက်တော့ဒီဘက်ခေတ်ကပုဂ္ဂိုလ်တွေခေတ်စားတယ်မွေးနေပွဲလုပ်တယ်သူတို့အသက်ကိုသူများသိမှာဆိုလို့ဖိတ်စာတယ်မပါဘူးဟုတ်တယ်မလားနော်ဘယ်သူမှသိမသိသေမင်းကတော့သိတယ်ဟုတ်တယ်မလားလူတွေနဲ့နေရင်တော့ငါအသက်တွေကြီးကုန်လိမ့်မယ်ထင်တယ်တိုးရဲသွားနေမှပဲတယောက်တည်းသွားနေမှပဲနေသွားကြည့်ပေါ့သွားနေကြည့်ပေါ့ကုန်းမုံနေလို့ရှင်တော့လေတိုက်လို့ရှင်အသက်တွေကြီးလိမ့်မယ်ဟိုရေထဲသွားငုတ်နေမယ်ငုတ်နေကြည့်ပေါ့ဟုတ်တယ်မလားဘယ်တော့မှရက်မနေဘူးအဲ့ဒါဝေယဓမ္မပဲသို့တော့ပုထုဇဉ်ပုဂ္ဂိုလ်တွေဖြစ်နေတဲ့အတွက်အဲ့ဒီဉာဏ်အမြင်တွေခန္ဓာကိုယ်ထဲမှာမရှိဘူးမွေးလာတဲ့ကမျက်စိနဲ့ကွင်းအလင်းမရတဲ့ကလေးတယောက်ကနော်ဒါအပြာပဲဒါအဝါပဲဒါအနီပဲသွားပြသူနားမလည်နိုင်ဘူးဟုတ်တယ်မလားအဲ့ဒီအတိုင်းပဲပုထုဇဉ်ပုဂ္ဂိုလ်ရဲ့ဉာဏ်အမြင်ပေါ်မှာအဝိဇ္ဇာဖုံးနေတာနော်ဘလို့မှကိုအဲ့ဒီသဘာဝအမှန်ကိုမသိနိုင်တာတကယ်သဘာဝအစစ်မှန်ကအဲ့လိုပြောင်းလဲနေတာဘုန်းကြီးတို့တရားဓမ္မတွေကတော့အသက်တွေ40ကျော်50ကျော်မှမျက်စိတွေကမှုံခါးတွေကကိုင်းနားတွေကထိုင်လာမှမကောင်းတော့ဘူးအရင်လိုမဟုတ်တော့ဘူးဇရာတွေကပြလာနဲ့သုံးလေးရှိတယ်နော်ဘယ်ဟုတ်လိမ့်မလဲခဏမွေးလာရင်လက်ဖြင့်ကဇရာပဲနော်တလပြည့်လာပြီဆိုတလဇရာပဲကြီးလာတာကိုပြတော့နောက်ပြန်ဘယ်တော့မှမဆုတ်ဘူးအဲ့ဒါမှတ်ထားအဲ့ဒီသဘာဝလေးကိုသိထားနော်မွေးနေတယ်လို့ရင်ငါတစ်နှစ်ကြီးလာပြီဆိုတာအမြဲတမ်းသတိထားကျုပ်ကတော့မနှစ်တုန်းကတော့50ပြီရွှေတူပဲလုတ်ခဲ့တာပဲဗျဒီနှစ်တော့49နှစ်ပြီမွေးနေလို့မလို့သွားပြောကြည့်နော်ဝိုင်းကြည့်ရမှာမျက်လုံးတွေကပုံမှန်မှမဟုတ်ပဲကိုဟုတ်တယ်မလားမနှစ်က50လုတ်တယ်ဆိုရှေ့တိုးရမှာပေါ့50တယ်မဟုတ်ဘူး49နှစ်ဆိုတော့ဒီလူစိတ်မှနှံ့ရလားဆိုတော့ဝိုင်းကြည့်တာနော်ဝိုင်းကြည့်တာရေပြင်လေးကသူ့ဟာသူပုံမှန်တိုင်းဆိုရင်သဘာဝအတိုင်းဖြစ်နေဘယ်သူမှဂယုမဆိုင်ဘူးအဲ့လိုမဟုတ်ဘူးသဘာဝနဲ့ထူလာပြီဆိုဘာဖြစ်လဲဝိုင်းကြည့်ကြတော့တာပဲဟုတ်တယ်မလားပွဲလန်းသမင်ရှိတယ်မိတ်ကလေးတနခါလေးလိမ့်နိုင်ဘယ်သူမှအထူးဂယုမဆိုင်ဘူးအိုးမဲတွေလိမ့်ပြီးတော့ဝင်လာကြည့်ဟုတ်တယ်မလားနော်မျက်နာကိုတကယ်မင်းပွဲစိုးပွဲလန်းသမင်ကြီးကိုအိုးမဲတွေလိမ့်ပြီးတော့လူတွေဝင်ကြည့်နော်ဝိုင်းကြည့်ကြမှာပဲဝိုင်းကြည့်ကြသဘာဝအတိုင်းမဟုတ်တော့ဘူးလေဟုတ်တယ်မလားသဘာဝကိုဖီလာဘယ်တော့မှမလုပ်ကြနဲ့ကန့်လန့်မလုပ်ကြနဲ့အလိုက်တင်လေးကိုနေတတ်ရမယ်တဲ့ဗျာနေတတ်ရမယ်သွားရပြီးတော့သူ့ကိုကန့်လန့်လုပ်လိုက်လို့ရှင်တော့တောင်ပေါ်ကနေလိမ့်ကြရတဲ့အိမ်လုံးတောင်လုံးလောက်ပမာဏရှိတဲ့ကြောက်တုံးကြီးကိုသွားရပြီးတော့အောက်ကနေဒီလိုတွန်းသလိုဖြစ်မှာပဲဟုတ်တယ်မလားပြင်ကြတယ်မျက်နှာတွေတဲ့နော်လက်တွေတဲ့ခြေတွေတဲ့နှာခေါင်းတွေတဲ့ပါးစပ်တွေတဲ့နော်ပြင်ကြတာဘလောက်တောင်ပဲပြင်းနေတယ်သူတို့ကပါလေခဏပဲဟုတ်တယ်မလားတစ်ချိန်ချိန်ကတော့အဲ့ဒီသဘာဝတရားတွေကမှတ်ထားကြပါဗျာဘုန်းကြီးတို့ဗုဒ္ဓကနော်ဒီတရားတော်တွေကိုကြမ်းဖန်ပြီးတော့ तू ကတီထွင်ထားခဲ့တာမဟုတ်ဘူးဗျသဘာဝတရားတွေကို तू ကဖော်ထုတ်ပြီးတော့ပြတာမိုးကုတ်မြို့ကြီးမှာသွားကြည့်တူးလိုက်ရင်အောက်မှာအနီတွေအပြာတွေအဝါတွေအစိမ့်တွေထွက်လိမ့်မယ်ဟုတ်တယ်မလားတူးလိုက်လို့ထွက်လာတာမဟုတ်သူ့သဘာဝအတိုင်းကိုဓာတ်ကြီးလေးပါးရဲ့ပေါင်းစပ်မှုကြောင့်သူတို့ဖြစ်နေတာသဘာဝတရားတွေရဲ့ပေါင်းစုံမှုကြောင့်သူတို့တွေဖြစ်နေတာဟုတ်တယ်မလားဒီဘက်တွေတော့မသိဘူးဟိုဘက်တွေမှာပါအင်းချင်းကြောက်ကြီးတွေရှိတယ်မလားတူးလိုက်ရင်အောက်ကနေထွက်လာဒီကလူကတူးလို့သူဖြစ်တာမဟုတ်ဘူးသူ့သဘာဝအတိုင်းဖြစ်နေတာအဲ့ဒါကိုသိတဲ့ပုဂ္ဂိုလ်ကတူးလိုက်လို့ကြံတဲ့ပုဂ္ဂိုလ်တွေအသုံးကြတာပေါ့ဟုတ်တယ်မလားလွန်ခဲ့တဲ့နှစ်ပေါင်း90တရားလောက်ကပင်လယ်ပြင်ထဲကနေပြီးတော့ဓာတ်ငွေတွေထွက်တယ်ရေနံတွေထွက်တယ်သွားပြောဘယ်သူမှတောင်ယုံမှာမဟုတ်ဒါတွေတွေ့တာမကြသေးဘူးဟုတ်တယ်မလားပင်လယ်ပြင်ထဲကနေဓာတ်တွေထွက်တယ်ဆိုတာနားလေတဲ့ပုဂ္ဂိုလ်ကသွားတူးလိုက်တော့ခုသုံးကြတာတွေ့ကြတာပေါ့အဲ့ဒီတော့သဘာဝတရားတွေကဖျားပွင့်သည်ဖြစ်စေမပွင့်သည်ဖြစ်စေဖျားရှိသည်ဖြစ်စေမဖြစ်သည်ဖြစ်စေလူသားတွေကအိုးနေကြမှာပဲနားနေကြမှာပဲသိနေကြမှာပဲအဲ့ဒီနေရာကိုအိုနာသေးကနေဘလို့လွတ်မြောက်နိုင်တယ်လေ
လွတ်မြောက်ဖို့ရနီလန်းကဘလို့လဲဆိုတာအဲ့ဒီနီလန်းကိုညွန်ပြဖို့အတွက်ဗုဒ္ဓတွေဆိုတာပွင့်လာတာလေဗျာဟုတ်ပြီလား၅ပါးသီလ၈ပါးသီလ10ပါးသီလကတိုင်း10ပါးလို့ခေါ်တဲ့သမထဘာဝနာတွေဖျားမပွင့်လေအဲ့ဒီကုသိုလ်မျိုးတွေလုံနိုင်တယ်ဗျာဒါနကုသိုလ်သီလကုသိုလ်သမထဘာဝနာကုသိုလ်တွေလုံနိုင်တယ်တွေ့မှာပေါ့ဖျားသာသနာတော်နဲ့မတွေ့တယ်ဟိုမုတ်စိတ်ကြီးတဲ့လူတွေဘာတော့စိတ်ပတိလေးတွေစိတ်လာသူတို့တွေလည်းသူတို့ဟိုเจ้าတော်တွေရှိမှလှူဒန်းနေတာတွေ့တာပဲဟုတ်တယ်မလားသူတို့တွေရောကုသိုလ်မရဘူးလားဖျားလို့ရတာပေါ့နော်ဘလို့ကွာသွားတော့ဖျားမေးရင်မှတ်တာအဲ့ဒါလေးကတကယ်အသက်ပဲသူတို့တွေလုပ်တဲ့ကုသိုလ်တွေကဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုလို့ဆိုပြီးတော့မလုံနိုင်ဘူးဗျာဒါနသီလဘာဝနာသမထဘာဝနာသူတို့မလုံနိုင်ဘူးဒီနိဗ္ဗာန်ဆိုတာဗုဒ္ဓဘာသာတစ်ခုမှပဲရှိတယ်ဗုဒ္ဓမြတ်စွာဘုရားကပဲနိဗ္ဗာန်ကိုသွားနိုင်တဲ့လမ်းကြောင်းကိုညွှန်ပြနိုင်တာဟုတ်တယ်မလားတခြားဘာသာတွေမှာမရှိဘူးတဲ့ဗျအဲ့ဒါမှတ်တယ်ဒါကြောင့်မို့လို့လူဘဝရဲ့အနှစ်သာရဟာအဲ့ဒီနိဗ္ဗာန်မဲ့ဖို့ကိုရည်စူးပြီးတော့ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေကိုလုပ်နိုင်ခြင်းဟာလူဘဝရဲ့အနှစ်သာရပဲလေဗျာဟုတ်ပြီလားအဲ့တော့ဖရာသာသနာတော်ကြီးနဲ့တွေ့ကြုံရတာအင်မတန်မှကံကောင်းတဲ့ပုဂ္ဂိုလ်တွေတဲ့ဗုဒ္ဓဘာသာဒုံလဘနော်မနုဿတ္တဘာဝဒုံလဘတရား၅ပါးတော့ကြားဥရတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိမှာပါဟုတ်တယ်မလားလူအဖြစ်ကိုရဖို့ခဲရင်တဲ့ဥပမာလေးတဲ့လူတိုင်းတော့နေကြားဥမှာဗြဟ္မပြည်အတ္တဇင်လူပြည်အတ္တဇင်အဖျားခြင်းသာဖြစ်တယ်လူဖြစ်ဖို့ခဲရင်တယ်နော်အရှင်ဘုရားတို့ကခဲရင်လိုက်တာဗျာမဖြစ်နိုင်တာတွေလိုက်ပြောတာပြောစရာရှိတာမှတ်ထားပေါ့ဗျာလူသားတွေကရေတွက်နိုင်တယ်ခဏကဘာပေါ်မှာလူသားတွေကတန်း8 ဘီလီယံလောက်ပဲရှိတယ်ဟုတ်တယ်မလားရည်နိုင်တယ်ဗမာပြည်တန်း90ကျော်ပဲလေ52တန်း53တန်းရည်နိုင်တယ်ဟောအပယ်လေးပုံသားတွေငရဲပုံသားတိရစ္ဆာန်တွေဘလို့မှမရည်နိုင်ဘူးဟုတ်တယ်မလားရေနေကိုးကလေးကုန်းနေကိုးကလေးနဲ့ဒါကတော့အပြောရှိတာပါအဲ့ဒီလိုတတ္တဝါတွေကဘာလဲအပယ်လေးပုံမှာနေတဲ့ပုံကိုယ်တွေကအများကြီးအဲ့တော့လူဘဝကိုရဖို့ခဲရင်တယ်ဆိုတာအဲ့ဒီဥပမာလေးနဲ့နှိုင်းကြည့်ပေါ့လူဘဝကိုရဖို့အဲ့လိုဥပမာလေးနဲ့ပေးထားတာဗုဒ္ဓဘာသာဒုံလဘကိုခေါ်တဲ့ဖရာသာသနာတော်နဲ့တွေ့ကြုံရတဲ့အခက်အခဲဥပမာလေးကတော့ကြားဥတဲ့ပုဂ္ဂိုလ်နဲလိမ့်မယ်ပြောပြအောင်မယ်ဟုတ်ပြီလားနော်အဲ့ဒီဥပမာလေးကပိုတော်မှသူကအံ့ဩစရာကောင်းနေတယ်ဒီကနေ့ဗမာနိုင်ငံဆိုတာထဲ့မပြောနဲ့အာရှတိုက်တဲ့ဥရောပတိုက်တဲ့အမေရိကတိုက်တဲ့အာဖရိကတိုက်တဲ့အဲ့ဒီကုန်းမြေတွေကရေပြင်ထဲမှာမျောနေတဲ့သူကကျွန်းကြီးတွေပဲတဲ့ဗျာကျွန်းမျောကြီးတွေမျောနေတာအဲ့တော့ဆိုလိုတာကတော့ရေနဲ့ကုန်းဘယ်ဟာများလဲဆိုရေပြင်ကြီးကများတာပေါ့ဟုတ်တယ်မလားသူတို့အကြမ်းမြင်အဖြစ်တော့6ပုံတစ်ပုံပဲမြေကြီးကရှိတယ်လို့ပြောဘူးလားအဲ့တော့ဆိုတာကတော့ပင်လယ်ပြင်ကြီးကပိုးကျယ်တယ်မြေပုံတွေထဲမှာကြည့်လိုက်ကုန်းမြေလေးတွေကတော့သူကပြထားတယ်အပြာကြီးမြင်နေတယ်ဟိုတော့ကဘာအလုံးပုံကြီးဖြစ်ဖြစ်အပြာစာရွက်ဖယ်ဖြစ်ဖြစ်အပြာရောင်ကြီးတွေနဲ့ပြထားတာအဲ့ဒါရေတွေပဲအဲ့တော့ဆိုလိုတာကတော့ပင်လယ်သမုဒ္ဒရာကြီးအရှိအနောက်တောင်မြောက်အရက်လေးမျက်နှာကနေပြီးတော့ကမ်းလေးကမ်းကနေပြီးတော့ကမ်းလေးဘက်ကနေပြီးတော့အင်မတန်မှထုံထုံးပေါ့တဘိုးကြီးတွေပေါ့ဟုတ်တယ်မလားနွားတွေကတယ်လေဒီဘက်ကတစ်ကောင်ဒီဘက်ကတစ်ကောင်နှစ်ကောင်ကတယ်တဘိုးတုံးလေးထည့်ပြီးတော့အပေါ်ကနေပြီးတော့တရေပြားလေးနဲ့ပတ်ထည့်တာအပေါက်လေးတွေတစ်ဖက်ကို2ပေါက်ပါတယ်4ပေါက်ဟုတ်တယ်မလားထုံထုံးကြီးတွေပေါ့တဘိုးတုံးကြီးတွေပြစ်ချလိုက်တောင်ကနေလေတိုက်မြောက်လွင့်မြောက်ကနေလေတိုက်တောင်လွင့်နဲ့ဒီပြောကျယ်လာတဲ့ပင်လယ်သမုဒ္ဒရာကြီးတွေမှာ तू ကမျောနေမှာတဲ့မျောနေတာတဲ့သို့တော့အချိန်ကာလတစ်ခုအတိုင်းအတာမှာသူတို့တွေကဟောလိုပုံစံမျိုးနဲ့လာထပ်တယ်လာထပ်ပြီးဆို၄တုံးက၄ခုတွေဒီလိုထပ်ပြီးဆိုရင်၄ပေါက်လေးကညီသွားလိမ့်မယ်ဟုတ်တယ်မလားပေါက်လေး၄ပေါက်ညီသွားလိမ့်မယ်အဲ့ဒီအချိန်မှာရေပြင်ထဲကနေပြီးတော့လက်ကြီးတကောင်အဲ့ဒီလက်ကြီးကလည်းမျက်စိမမြင်အောင်လက်ကန်းကြီးပေါ့နော်လူသားတွေရဲ့အနှစ်တရာကြာမှသူကဘွားကနေပင်လယ်ပြင်အထက်ကိုခေါင်းလေးပေါ်လာတာလေအဲ့ဒီခုနကတော့ထပ်နေတဲ့အခိုက်အတန့်လေးမှာနော်ဒါလှိုင်းနေလေးတွေနဲ့ဒီထိုင်ထုံလုံးကြီးလေးတုန်းကလေဒီလိုအကြာကြီးထပ်နေတာမဟုတ်ဘူးဟုတ်တယ်မလားတလာကိုးတဲ့ထပ်နေမှာမဟုတ်သူလွင့်နေမှာထပ်နေတဲ့အခိုက်အတန့်လေးကိုလက်ကန်းကြီးကနေပြီးတော့ဘွားကနေပေါ်လိုက်တဲ့အခိုက်အတန့်မှာအဲ့ဒီသူ့ခေါင်းနဲ့အဲ့ဒီအပေါက်၄ပေါက်ထဲကတပေါက်ပေါက်နဲ့သာစွန့်မိရင်စွန့်မိလိမ့်မယ်တဲ့ဖရာသာသနာတော်နဲ့တွေ့ကြုံဖို့ကအဲ့ဒါနဲ့ခဲရင်တယ်ဗျာဟုတ်ပြီလားအံဩစရာသိကောင်းတဲ့ဥပမာကြီးစာထဲမှာအဲ့လိုပြထား
နော်ဒါကြောင့်မလို့လူဘဝကိုရတာများတန်ဖိုးမရှိဘူးတန်ဖိုးမဲ့တယ်လို့ကိုယ့်ဘဝကိုမအောင်မေ့ကြနဲ့နော်လူတွေဆိုတာတန်ဖိုးကြီးမှန်းသိမှအဲ့ဒီပစ္စည်းကိုလေးလေးစားစားနဲ့ထိမ့်သိမ့်ကျင်တာစောင့်ရှောက်ကျင်တာဟုတ်တယ်မလားဟိုးပွဲလန်းတပင်တွေသွားပြီနော်တာရေးကိစ္စတွေအလှူဒန်းတွေမင်္ဂလာဆောင်တွေသွားကြပြီဟိုထားလိုက်တာညွတ်တာပဲဒီလိုကိုဖြစ်နေတာဟုတ်တယ်မလားဒါကြီးလေကြီးတာကြီးတွေနော်နေဦးလေတထောင်စစ်တီအောင်ဟိုထားကြတာအိမ်ပြန်ရောက်လာပြီဆိုရင်အဲ့ဒီပိုင်ရှင်ဖြစ်တဲ့ပုဂ္ဂိုလ်တွေကဟိုနာပြစ်လိုက်ဒီနာပြစ်လိုက်အဲ့ဒီပစ္စည်းတွေကိုအဲ့လိုမထားပါဘူးညာဟုတ်တယ်မလားဟိုးမြို့တွေမှာဆိုတော့သိမ်းလိုက်ရတာပေါ့မိကန်တက်တာတဲ့ကိုနော်ဒါတွေချွတ်တယ်ဘူးဘာဖြစ်လို့လဲတန်ဖိုးကြီးလို့သိမ်းတာပေါ့ဟုတ်တယ်မလားသူများစီကငှားထိုင်လို့လဲမြန်မြန်ပြန်ပေးရမှာပေါ့ဒါဟုတ်တယ်မလားအဲ့ဒါလည်းလေးစားတာပဲလေဟုတ်တယ်မလားသူများစီကငှားတာအတုတွေဆိုရင်တော့ဟိုနားရင်ပြစ်ချင်ပြစ်မှာပေါ့တကယ်တမ်းကငါပစ္စည်းတွေကတန်ဖိုးကြီးတဲ့ပစ္စည်းသိနေတဲ့ပုဂ္ဂိုလ်ကတော့ဘယ်သူမှအဲ့လိုပစ္စည်းကမထားဘူးဟုတ်တယ်မလားထဲ့ထားမှာမိကန်တက်တာတဲ့ထဲ့မှာမိကန်တက်တာမရှိတဲ့လုံခြုံတဲ့နေရာပေါ့သူများမမြင်တဲ့နေရာထဲ့တာပဲအထိပ္ပယ်ဟုတ်တယ်မလားအဲ့ဒီတော့ဘယ်အိမ်ရှင်မကမှအင်မတန်တန်ဖိုးကြီးတဲ့မိဖို့အင်မတန်မှဘာမှတန်ဖိုးမရှိတဲ့မိဖို့ကြောင့်လည်းကဘာလို့ဖြတ်ဆညှက်ဆစွန့်ပစ်ပစ္စည်းတွေကိုအဲ့ဒါလို့ဘီယိုကြီးတွေတဲ့မိကန်တက်တာကြီးတွေမထဲ့ပါဘူးဗျာဟုတ်တယ်မလားအင်မတန်တန်ဖိုးကြီးတဲ့မိမိတို့ပိုင်ဆိုင်တဲ့ရတနာရွှေငွေတွေပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့စာချုပ်စာတမ်းတွေကိုသာထဲ့တာဟုတ်တယ်မလားအဲ့ဒီတော့မှတ်တာအဲ့ဒီရတနာရွှေငွေတွေထဲ့တဲ့မိကန်တက်တာဘီယိုကြီးတွေတဲ့ဟောဒီခန္ဓာကိုယ်ကြီးကပို့ပြီးတော့တန်ဖိုးကြီးတယ်ဗျာဟုတ်တယ်မလားအဲ့တော့တန်ဖိုးကြီးအောင်တန်ဖိုးကြီးမှန်ကိုသိနော်တန်ဖိုးကြီးမှန်သိငါလူဘဝကိုရလာတာဘဝကိုဘလို့အသုံးချရမလဲဆိုတာကိုတန်ဖိုးအသုံးချမှလည်းအသုံးကျတယ်ဗျာဟုတ်ပြီလားနော်ဒီခန္ဓာကိုယ်ကြီးကိုဘာမှအသုံးမချဘူးဆိုရင်အသုံးမကျဘူးတဲ့ဗျာအဲ့ဒါမှတ်ထားကြပြီတော့စကလုံးလေးကိုဟုတ်ပြီလားနော်ဒီတိုင်းဖြစ်လို့ရဖြစ်ဟေ့ဆိုပြီးပြစ်ထားလိုက်အဲ့ဒါအသုံးမချတာဘူးပုံမြင်လေးတစ်ခုပြောပြမယ်နော်ပုံမြင်လေးတစ်ခုတကားကြီးကရွှေတုံးကြီးတွေအုတ်ခဲကြီးတုံးကြီးလိုနေမှာပေါ့လှုပ်ထားတာနော်လှုပ်ထားပြီးတော့တောဆက်လေးကိုသွားပြီးတော့မြုပ်ထားတာအိမ်ကဒကမာကြီးတွေ့လဲဘာမှဆွဲကြိုးလက်ကောက်မလုပ်ဘူးဘိုးဆရာဆင်ဆရာမလုပ်ဘူးနဲ့ရွှေအတုံးလိုက်ကြီးဝဲထားပြီးတော့တောဆက်ကိုသွားမြုပ်ထားတာအုတ်ခဲတုံးကြီးတွေနေမှာပေါ့သွားတာမနေ့တစ်ခေါက်ညနေတစ်ခေါက်သွားပြီးတော့ဖောကြည့်တာလေဗျာဟုတ်လားနော်သူ့ပစ္စည်းလေးကိုဥစ္စာ6တာပေါ့ခုခေတ်စကားနဲ့ပြောရင်ဟုတ်တယ်မလားနော်အိမ်မှာသူကအလုတ်သမားတွေအများကြီးလည်းရှိတော့အိမ်ကအလုတ်သမားတယောက်ကလူလေကငါတို့တထေးကနော်ဘောစီကပေါ့နော်ခုခေတ်စကားနဲ့ပြောရင်ဘယ်နဲ့ဟာပါလဲအိမ်မှာလည်းရေချိုးခန်းအိမ်သားတွေအပြည့်အဝရှိရတဲ့သူတောဆက်ကိုတနေ့2ခေါက်သွားတာဘာသွားလုတ်တာပါလဲအပေါ်ပါများသွားတာလားဆိုလိုက်ချောင်းကြည့်တာချောင်းကြည့်တော့တွေ့သွားတာပေါ့နော်တွေ့သွားတော့ဘယ်သူအလကားနေလိမ့်မလဲဟုတ်တယ်မလားနော်ဆက်လက်ပြီးတော့စဉ်းစားကြည့်ရပေါ့ဖောယူသွားတော့တာပေါ့မနေ့တုန်းကတော့ရှိသေးတယ်ညနေသွားကြည့်တော့မရှိတော့ဘူးဟာဒုက္ခရောက်တော့တာပေါ့အိမ်ကမိန်းမလည်းမပြောရဲဘူးပြောလိုက်ရင်ဆူတော့မှာပေါ့တော့ဟာနဲတောင်နဲစီတယ်ယူသွားတာနော်သူ့အတွက်တော့ဘာမှဝှဆရာဆင်ဆရာလုပ်မပေးဘဲနဲ့အဲ့လိုသွားမြုပ်ထားရမလားဆိုအဲ့ဒါမှတ်ထားနော်အသုံးမချတာဟုတ်တယ်မလားဘာလို့အတုံးကြီးထားရမှာလဲတန်းစာပဲဆင်ရပြရမှာပေါ့လှုပ်ထားပေါ့လက်ဝတ်တန်းစာတွေလှုပ်ထားအဲ့လိုမလှုပ်ဘူးအဲ့လိုသွားမြုပ်ထားတာနော်အသုံးမချလို့သူအသုံးမကျတာပဲအဲ့ဒါမှတ်ထားဘလောက်တောင်ပဲကြီးတဲ့ပစ္စည်းဖြစ်နေအဲ့လိုအသုံးမချရင်တော့အသုံးမကျဘူးပဲဒါမှတ်ပြီးတော့အဲ့တော့သူ့ရဲ့မိတ်ဆွေတယောက်ကတဖြည်းဖြည်းနဲ့ဘယ်သူမှလည်းသားသမီးလည်းမပြောရမိန်းမလည်းမပြောရတော့စိတ်ထဲမှာပူလောင်မှုပေါ့ဟုတ်တယ်မလားနော်တောကပရိဒေဝဒုက္ခဒေါမနတဆိုတာအဲ့ဒါကိုပြောတာမှတ်ထားနော်မှတ်ထားနှစ်မျိုးရှိနေတယ်နော်တောကကြတော့ तू ကဘာနဲ့တူလဲဆိုကောက်ရိုးမိနဲ့တူတယ်တဲ့လောင်လွယ်တယ်ငိမ့်လွယ်တယ်ဟုတ်တယ်မလားဟုံးကနေဖြစ်တယ်ဟုံးကနေငိမ့်သွားတာပရိဒေဝကြတော့အဲ့လိုမဟုတ်တော့ဘူးတဲ့ဘာလို့ဖွဲမိနဲ့တူတဲ့ဗျာလောင်လဲလောင်ခဲ့တယ်လောင်လိုက်ရင်လည်းမငိမ့်တော့ဘူးအဲ့တော့သူ့မှာပရိဒေဝတွေဖြစ်တော့တာပေါ့သူ့ရွှေတုံးကြီးပြောက်သွားတော့အိမ်သားတွေကိုလည်းဘယ်သူမှမပြောရဲအဲ့တော့တငယ်ချင်းတယောက်ကရင်းနှီးတဲ့ပုဂ္ဂိုလ်ကမြင်တာပေါ့ဘယ်နဲ့လဲတငယ်ချင်းမင်းတဖြည်းဖြည်းနဲ့ပိန်းလိုက်လာတာဘယ်နဲ့ဖြစ်တာတော့ငါပြောစမ်းမအောင်မပြောဘူးမေးလုံးမကမေးမှလက်ဖိတ်ဆိုင်ထိုင်ပြီးတိုးတိတ်မေးမှမင်းဘယ်သူမှမပြောနဲ့ကွာငါအဲ့လိုဖြစ်တာဗျခုအဲ့ဒါကြီးတွေမရှိတော့ဘူးနော်သွားပြောလိုက်တာပြောတော့နေသမအောင်မ
မင်းဟာကြီးကဘယ်နှစ်တုံးလောက်ရှိတာတော့အာမင်းအုတ်ခဲတုံးကြီးနှစ်တုံးလောက်ရှိတယ်ဒီလိုဆိုရင်ရှာနော်မင်းအဲ့လောက်အရွယ်စားမင်းရွှေတုံးနဲ့တူတဲ့အရွယ်စားကြောက်ခဲတုံးကြီးနှစ်တုံးရှာပြီးတော့အဲ့နေရာကိုမင်းသွားမြုပ်မနေ့တစ်ခေါက်ညနေတစ်ခေါက်မင်းထုံးစံတိုင်းသွားကြည့်ပြီးတော့ကွာမင်းအစားတောက်တွေကောင်းနေပြီးပြန်ဝလာလိမ့်မယ်အဲ့ဒီတော့ပိုင်ရှင်ကပြောတာပေါ့မင်းကပြောမှပြောရဲ့လေကွာငါဟာကရွှေတုံးကြီးမင်းခိုင်းတာကကြောက်တုံးကြီးဥစ္စာပဲဆိုတော့ဟိုလူကပြန်ပြောလိုက်တယ်အဲ့ဒါမှတ်ထားဒီပုံမြင်လေးရဲ့အသားပဲမင်းဟာဘာမှအသုံးမကျပဲနဲ့အသုံးမချပဲနဲ့အဲ့ဒီကြောက်တုံးကြီးနဲ့ဘာထူးတော့နဲ့မင်းရွှေတုံးကြီးနဲ့ဒါလည်းဟုတ်တာပဲဟုတ်တယ်မလားအသုံးချရမယ်လေအသုံးမချလို့အသုံးမကျတာပဲလောကကြီးမှာပစ္စည်းဥစ္စာဆိုတာအသုံးချမှအသုံးကျတယ်တဲ့ဟောဒီခန္ဓာကိုယ်ကြီးကိုလည်းအသုံးချကြပါဘာအတွက်အသုံးချရမှာလဲကုသိုလ်တွေအတွက်အသုံးချရမှာဘဝတိုင်းဒီလိုလူလာဖြစ်လိမ့်မယ်လို့တော့မအောင်မင်းနဲ့မိုးရွာတော့မလုပ်ရတယ်လေရေခံရတယ်ခုနကတော့ပြောခဲ့ပြီး၃ခုကိုနော်ဒုက္ခဒုက္ခနဲ့ပတ်သက်ပြောခဲ့တာအထက်ဘုံသားတွေကပါတယ်ဆောင်းဘုံသားတွေအေးလွန်းတယ်နော်ဆောင်းကမှမိုးရွာဖို့ဆိုတာမဖြစ်နိုင်ဘူးအခုအချိန်ဘယ်သူမှမိုးမျှော်လို့မရဘူးဆောင်းကကြီးလေဟုတ်တယ်မလားအောက်ကဘုံသားတွေຫນွေဘုံသားတွေပူလွန်းတယ်လေຫນွေကမှလည်းမိုးရွာဖို့ဆိုတာမမျှော်လင့်နဲ့ဟောဒီမှာလူဘုံသားတွေအလဲဘုံသားတွေကြမှာမိုးရွာတာဘာမိုးတွေရွာနေတာတော့ကုသိုလ်မိုးတွေရွာနေတာအလတ်တမဖြစ်စေနဲ့ရေခံရမှာပေါ့ဟုတ်တယ်မလားငါတို့တွေကတော့ရေတွေအများကြီးမရှိနဲ့မပြနိုင်ဘူးရေကလည်းနဲတယ်သွားပြီးတော့အထင်မသေးလေနဲ့တဲ့ဥဒဘိန္ဒုနိပါတိနဥဒကုံဘောပိပူရတိတဲ့ယာဝင်အိုးကြီးတစ်စက်နဲ့ကြာနေတာတစ်စက်မိတ်ကသွားချတာအချိန်တန်းတာတစ်ခုဆိုသူ့ပြည့်သွားမှာပဲဟုတ်တယ်မလားဘဝတစ်ခုကိုရလာရင်ဘယ်တော့မှအဆုံးရှုံးမခံပါနဲ့တဲ့ကိုယ့်ဘဝကိုတန်ဖိုးကြီးမှန်းသိပါတဲ့ဗျာဗုဒ္ဓမြတ်စွာတော့ဟုတ်တယ်မလားအဲ့တော့အလားတမဖြစ်စေနဲ့နောက်တစ်ခုလည်းဥပမာပေးထားသေးတယ်လူသားတွေရဲ့ဘဝဘယ်ဘဝဖြစ်ဖြစ်ပေါ့လူဘဝပေါ့လူဘဝဆိုတာမိတဟုံတောက်လောင်နေတဲ့အိမ်ကြီးနဲ့တူတဲ့ဗျာအိမ်ကြီးနဲ့တူတယ်အိမ်ပိုင်ရှင်ကထိုင်ကြည့်နေအကုန်လုံးလောင်ကုန်မှာပဲဘာမှမကြံလိုက်တော့ဘူးဟုတ်တယ်မလားအကုန်လုံးကြံဘာမှလောင်ကျသွားမှာအဲ့လိုမလုပ်ပါနဲ့တဲ့ရသမျှဝင်ပြီးတော့ယူပါရွှေငွေတန်ဖိုးကြီးတာတွေယူအိုးတလုံးဖြာတစ်ချက်ရပါစေအောင်တော့ဘာလို့မိဘဒုက္ခတွေအတွက်ကတော့အသုံးကျတယ်ဟုတ်တယ်မလားငုတ်တုတ်ကြီးထိုင်ကြည့်လေရတော့အကုန်လုံးပြာဖြစ်သွားမှာဘာသူ့တော့မှအသုံးမကျတော့ဘူးအဲ့ဒီတော့လူရည်လို့ဖြစ်လာရင်ဟောဒီခန္ဓာကိုယ်ကြီးကမိတဟုံတောက်လောင်နေတာဘာမိတွေတော့မိဆက်တဒံဆိုတာကြားဦးရလိမ့်မယ်ဟုတ်တယ်မလားမိဆက်တဒံဆိုတာဘာတွေပြောတာတော့ဖွဲမိတို့ထင်းမိတို့ပြောရလားဟုတ်လားနော်မှတ်ထားဖို့ဗျာမခက်ဘူးမိဆက်တဒံငိမ့်ရမှန်ကြီးဆိုတာဆရာတော်တန်ဃာတော်တွေရေစက်ချတဲ့ကထက်တဲ့ဆိုးနေတာဟုတ်တယ်မလားတေချာကြည့်7မျိုးကိုရည်ပြမယ်လောဘဒေါသမောဟလူတိုင်းသိတယ်ဟုတ်တယ်မလားဇာတိဇရာဗျာတိမရဏတောကပရိဒေဝဒုက္ခဒေါမနတဘယ်နာတော့လောဘဒေါသမောဟနော်ဇာတိဇရာဗျာတိမရဏတောကမဟုတ်သေးပါဘူးဟုတ်တယ်မလားနော်လဲနေပြန်ပြီဘာမှမခက်တဲ့ဟာကိုလဲနေတာလောဘဒေါသမောဟနော်ဇာတိဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတဥပါယတဟုတ်တယ်မလားဥပါယတနော်အကျိုးဆက်တွေပဲမိဆက်တဒံဆိုတာအဲ့ဒါကိုပြောတာလေဗျာနော်အဲ့ဒီဒုက္ခတွေအဲ့ဒီမိတွေမလောင်တဲ့နေရာဟာနိဗ္ဗာန်တစ်ခုပဲရှိတယ်နော်အဲ့ဒီနိဗ္ဗာန်ကိုရည်စူးပြီးတော့ဖရာသာသနာတော်နဲ့တွေ့ကြုံတဲ့အခါမှာအဲ့ဒီကုသိုလ်မျိုးကိုဖရာသာသနာတော်နဲ့တွေ့ကြုံတဲ့အခါမှာသာလုတ်ခွင့်ရပါတယ်ဗျာလုံနိုင်တာပါတယ်ဗျာကြံတဲ့ချိန်တွေမှာနိဗ္ဗာန်ကိုရည်စူးပြီးကုသိုလ်ကောင်းမှုမလုံနိုင်ဘူးတဲ့စာလိုသုံးတော့အခုလိုအချိန်မှာလုပ်တဲ့ကုသိုလ်မျိုးတော့ဝိဝတ္တနေတိတကုသိုလ်လို့သုံးတယ်သာသနာ့ဘအခါမှာလုပ်တဲ့ဒါနသီလဘာဝနာကုသိုလ်တော့ဝတ္တနေတိတကုသိုလ်လို့သုံးပါတယ်ဗျာဗမာလိုရှင်းအောင်ပြောရင်တော့ဝိဝတ္တနေတိတကုသိုလ်ဆိုတော့ဝုတ်ပြတ်တဲ့ကုသိုလ်လို့အဓိပ္ပာယ်ထွက်တယ်ဝတ္တနေတိတကုသိုလ်ဆိုတော့ဝတ်ထဲမှာလဲတဲ့ကုသိုလ်လို့အဓိပ္ပာယ်ထွက်တယ်အဲဒီတော့ဘာပဲဖြစ်နေဘဝတန်တရားတစ်လျှောက်လုံးမှာကုသိုလ်ကောင်းမှုတွေနည်းတဲ့ပုဂ္ဂိုလ်တွေပါရမီမြောက်တဲ့ကုသိုလ်တွေနည်းတဲ့ပုဂ္ဂိုလ်တွေကတော့ဟောတယ်လို့ပဲသေလိုက်မွေးလိုက်သေလိုက်မွေးလိုက်နဲ့ကျင်လဲနေအောင်ပါပဲ